ဒီပေါ့ဒီမှာ blue travel အဲ့တော့ကို travel shooting လုပ်တဲ့ step တွေပါတခါတည်းရှင်းပြလို့ရအောင် interview မှာ okay very interesting အဲ့ဒါမျိုးဟုတ်တယ်အကိုတို့ဟိုဗာလဲတော်တော်များများအလုပ်တွေကဒီ project mini project ပေးပြီးတော့လုပ်ခိုင်းပြီးတော့ဖြည့်ခိုင်းတာရှိပြီးတော့ cabinet သူတို့5-6ယောက်ဝိုင်းပြီးတော့ကြည့်ကြတယ်ကိုယ့်ရဲ့ဟိုအဲ့တော့အဲ့မှာဆိုရင်ဘယ်လိုပြောမလဲကိုက interview ဓာတ်တွေကိုသိရတဲ့အတွက် technically လည်း strong ဖြစ်ရမယ်ပြီးတော့ကိုယ့်ရဲ့ presentation မှာလည်း step by step ဖြည့်နိုင်ရမှာပေါ့ဒီမှာဒီတစ်ခုချင်းဟုတ်တယ်အဲ့မှာအဲ့ဒါအရေးကြီးတယ်လို့ပြောရအောင်ဟုတ်နော်အဲ့တော့အဲ့ဒါမျိုးဆိုရင်ကြထားပါတော့အခုကအလုပ်ထဲမှာ okay ကိုအခုလုပ်လာတဲ့ဒါ interview ရဲ့ဟာပဲရှိတယ်အခုမှအလုပ်မှာရောဘယ်လိုမျိုး challenge ထားပါတော့ဗျာ issue တွေအများကြီးတွေ့ခဲ့အကိုတို့ဆိုရင်တင်မှာဟိုတွေ့ခဲ့မျိုးရဲ့အလုပ်တွေကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့အလုပ်ခွင်မှာဘယ် issue ကကိုယ့်အတွက် very challenge ဖြစ်ဆုံးတယ်အဲ့ဒါကိုဘယ်လိုမျိုးအောင်မြင်ခဲ့လဲရောပြောပြကြလို့ရလားဟုတ်ပြဿနာတစ်ခုပေါ့ပြဿနာကဟိုဥမာပြဿနာရယ်ဆိုတာကျွန်တော်တို့ရှိမှာဥမာလူလောက်လိုက်တဲ့ human change ကြောင့်တစ်ခုရှိရယ်နောက်ကကျတော့ဟို system ညဥမာက system back တွေပါတယ်တော်တော်ရှိရတော့အဓိကမဟုတ်အများသောအပြင်ဖြစ်တာကျွန်တော်တို့အဲ့လူလောက်လိုက်တဲ့ change တစ်ခုရမယ်ဘယ်သူအပါလို့ဆက်လို့လားအဲ့ပြဿနာဖြစ်တဲ့အချိန်ကဥမာကိုတာဝန်ယူထားတဲ့အပိုင်းဖြစ်နေဒါပေမဲ့တခြားလူတယောက်က changes လုပ်လိုက်တာကတခြားနေ့မှာလုပ်လိုက်တယ်သူ changes လုပ်လိုက်တဲ့သူကသူ့အတွက်အဆင်ပြေသွားတယ်ဆိုရင်ကိုယ့်အတွက်တခြားဘက်ကိုလာပြီးသူ့ထိရတယ်အခုကိုလည်းဘာမှပြင်ထားဘူးအဲ့လိုလေအဲ့လိုတစ်ခုဆိုကျွန်တော်လက်တွေ့မှာ areas မှာပေါ့ areas မှာကျွန်တော်ကဟို cross region အများကြီးရှိတယ်နောက်ဝတ်တွေလည်းအများကြီးအဲ့မှာတယောက်ကအဲ့သူ့ရဲ့ region နဲ့ပတ်သက်ပြီးတော့သူအဲ့လိုနောက်ဝတ်အဲ့လို firewall တစ်ခုလေးကိုပြင်လိုက်တာပြင်လိုက်ပြီးတော့သူ့တဲ့အဆင်ပြေသွားတယ်အဲ့မှာသူပြင်ပြီးတော့အဲ့သူက changes ကို record မလုပ်ထားဘူးဘာမှမလုပ်ထားဘူးပေါ့ဒါသူလုပ်ထားလိုက်မလုပ်ထားလိုက်ပြီအဲ့ကျွန်တော်ဟို application ကျွန်တော်အပိုင်းမှာလဲကြာတော့ဆက်သွယ်လို့မရတော့ဘူးကျွန်တော်တိုင်ပြတော့ဘာဖြစ်တာကိုကမသိဘူးဒီတော့လိုအချိန်လို့ပဲအဲ့လိုအဲ့ကျတော့ troubleshoot လုပ်ရတာပေါ့နော်အဲ့ troubleshoot လုပ်ရပြီဆိုကျွန်တော်အဲ့လိုဆက်စရင်ကျွန်တော်ကို application ကအဆင်ပြေလားတက်နေလားဒါပြီးသွားလို့ရှိရင်ကို application ရဲ့ဘေးမှာရှိရဲ့တခြားနောက် policy map ဆန်းတော့ကလမ်းခေါ်လို့ရလားအဲ့လိုတဖြည်းဖြည်းပေါ့ step by step ဟိုအနီးကနေပဲဒီplan ကြီးဆိုတန်းကြီးဆိုအဲ့လိုလုပ်လိုက်တော့ဟိုလောက်တော့မှနောက်ဆုံးဟို3-4ဆင်းလောက်ကောင်းသွားတော့ဒီနေရာကကြောင်းပါဒီနေရာကနေခေါ်လို့မရဆက်ဆက်လို့မရဆိုအဲ့ဒီနေရာကိုပြန်ရှင်းပါလို့ပြောဖို့ကောင်းလာကြတော့နောက်ကျတော့ကိုကဟိုလို big picture ပုံမြင်သွားတယ်ကို system ယူခိုင်းတာပဲဘယ်တော့မှမဖြစ်နိုင်အဲ့လိုမျိုးဖြစ်သွားတယ်နော်အဲ့တော့အိမ်မာရော observability အနေနဲ့မှာ3နာရီရှိလား observability အဲ့ကြည့်လို့ရပါလေ trace လုပ်လို့ရပါဘယ်နေရာနေပြန်မှာအဲ့ဒါဆိုရင် observability နဲ့အဲ့မှာကျွန်တော်နောက်ပိုင်းပါ implement လုပ်လိုက်လဲဆိုတော့ဟိုပေါ့Grafana ရှိပြဆိုတော့ Grafana ရဲ့နောက်တစ်ခုကGrafana နဲ့ Prometheus အတွက်သုံးလိုက်ရ Black Box Exporter အဲ့သုံးလိုက်ပြီးတော့ကျွန်တော်တို့ဒီအဲ့ Black Box Exporter ကနေပြီးတော့ endpoint နဲ့ trace လုပ်တယ်ပေါ့ဒီ endpoint app ဖြစ်နေတာအဲ့တော့အဲ့ဒါကိုဟို Grafana နဲ့ monitor ပြန်လုပ်တယ်တကယ်လို့ဒီ endpoint app မဖြစ်တော့ဘူးပါဆိုတော့ကျွန်တော် alert တစ်ခါပဲအဲ့လိုမျိုးပြင်တယ် very good အဲ့ဒါ system နဲ့ trace လုပ်တဲ့နီးနောက်တစ်နည်းကကျတော့အကိုတို့ဆိုရင် process တွေပါတည်ရမလား CVC မှာပဲဖြစ် Scrum မှာဖြစ်အကိုတို့ change management process တွေရှိတယ်အဲ့တော့တယောက်ကလုပ်မယ် SOP document တွေမှာထည့်ဖို့တရားအဲ့တော့တယောက်ကသူက network ပဲဖြစ်ဖြစ် change လုပ်လိုက်မယ်ဆိုရင်အဲ့ဒီအရာကို change လုပ်တဲ့ဟာ record လုပ်ရအဲ့ဒါ must တင်မလားအဲ့ဒီ change ကို approve လုပ်ရတဲ့ cabinet ကအဲ့ဟာလေးသိထားရင်တော့တင်မနောက်ပိုင်းကျရင် customer ကိုက advice ပေးလို့ရတာရှိတယ်ကောင်းတယ်ဒီက very good example အဲ့ဒါပြောသွားတော့အဲ့မှာကျွန်တော်နောက်တစ်ခုမေးချင်တာကဒါ career challenge တွေပေါ့နော်အဲ့တော့အခုတိုက်ကပြောင်းလာရင်ကိုကြီးရဲ့ဆိုပြောရကွာ simple set ကတော့ suppose spoke ကနေပြီးတော့ cloud ကဟိုဖြစ်တော့ cloud ဟို AI တွေအများကြီးဖြစ်လာအဲ့တော့ AI တွေဖြစ်လာတဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်း AI ကိုလေ့လာတင်လာနောက်ပိုင်းမြန်မာပြည်ဟိုလူငယ်တွေပဲဖြစ်ဖြစ်ဒီ develop သမားတွေပဲဖြစ်ဖြစ် AI ကိုလေ့လာမယ်ဆိုရင်ဘယ်လိုမြင်လဲရှေ့ဆက်ပြီးဘယ်လိုဖြစ်နိုင်လဲလေ့လာဖို့တင်လာဒါမှမဟုတ်လေ့လာမယ်ဆိုရင်ဘာတွေလေ့လာတင်လဲအဲ့ချက်တော့ပြောပြအခုအရင်တော့ကျတော့ဟိုဒီ IT ပိုင်း technology အတိတ်ပိုင်းကျတော့ IT လူတွေနဲ့ပဲဆက်တာပေါ့နော် programmer ရှိရ software engineer ရှိရဟုတ်ကြတော့အဲ့ချိန်တော့ဆိုကျွန်တော်ဟိုဒီ engineer software engineer တွေပါအများဆုံးပြောကြတယ် 10x software engineer ဆိုတော့တရားထင်းတဲ့software engineer တွေတော့အဲ့ပဲခုကြတော့ AI လည်းရောက်လာ AI ကိုဟိုနေရာတိုင်းမှာသုံးလို့ရတယ် 10x က software engineer မဟုတ်တော့ 10x ကဟို designer လည်းရှိဖြစ်နိုင်တယ် content creator လည်း 10x ပဲနောက်ဟိုမှာ writer တခုအဲ့လိုမျိုးပေါ့နော် chat role တွေအကုန်လုံး 10x တွေသူတို့ဖြစ်နိုင်တယ်အဲ့တော့အဲ့လိုတော့အကုန်လုံးလေးလာတင်တယ်လို့ထင်ပါတယ်ဟုတ်တယ်နော်အကုန်လုံးဒီကဲဥမာလေးလာမယ်ဆိုရင်ဘယ်ဟာမျိုး tools တွေကိုစလိုက်ကြတယ် DevOps သမားကိုဘယ်ဟာလေးလာတင်လဲအကဲမဟုတ်ဘူး infra သမားကိုဘယ်ဟာလောက်လာတင်တယ် coding ရေးတဲ့လူဆိုရင်ဘယ် tools တွေလေးလာတင်တယ်နည်းနည်း share ပေးလို့ရပြောကြတယ်
model အခုထွက်တဲ့ model တွေကတော့သူ့ဟာနဲ့သူအားသာချက်တွေပေါ့နော်အခုတော့သူရှိကြရပါအဲ့လိုမျိုးဥပမာ content writing ဆိုရင်ဟို ChatGPT ကပိုသုံးများတယ်ပေါ့ဘာလို့လဲဆိုလူတွေကဟိုမြဲမေးနေကြတည်နေတာပဲနောက်ခုဥပမာနော် coding ဘိုင်းဆိုရင်cloud နော် cloud ဆိုနေတော့ဘာလို့က coding ဘိုင်းတော့ပိုကောင်းတယ်အဲ့လိုမျိုးသူ့ model တစ်ခုနဲ့အားသာချက်လေးတော့ရှိရပြအဲ့လိုဟိုနောက်အဓိကဟိုပထမဆုံးလေးလာတင်တယ်လို့ကျွန်တော်ထင်တာကြတော့ဟို prompt ပေါ့နော်ဘယ်လိုမေးရမလဲဆိုတော့ဒီအခုဟို Google ကနေပြီးတော့ Google Prompt Engineer ဆိုပြီးတော့ ဖောက်ကြီးထွက်လာပါအရန်တော့မများဘူးကျန်းကြီးလိုက်မဟုတ်ဘူးဟိုတပိပိလေးလာပဲနားလေတာဒါဆိုဘယ်လိုမင်းဘယ်လိုဖြစ်နိုင်လဲဟိုကမေးတာမှာ one standard straight တစ်ခုလည်းမေးရတယ် option နေနဲ့ဒါရှိရအောင်ရှင်းပြပါဆိုရင်ကိုယ့် option ကိုပြန်ချုံလာပဲဖြစ်တယ်နော်အဲ့လိုမျိုးကြီးပေါ့အဲ့ prompt ကိုအရင်လေးလာပြီးတော့တပိပိအဲ့အနေနဲ့ဆင်ပါနော်ဘယ်လိုသုံးလဲကို memory ကိုသုံးရမယ်ဆိုပြအခုလက်ရှိမှာရောဘယ် AI tool တွေသုံးလဲလက်ရှိမှာကျွန်တော်ဟို Casa သုံးတယ်သုံးတယ်ဟိုနောက်တစ်ခုက Casa ရဲ့ coding နဲ့ဆိုရင် Cloudy ပေါ့နော်နောက်ဟို content writing တို့content writing ဆိုတဲ့အဲ့လို management လုပ်ဖို့အတွက်တော့ Gemini ပေါ့နော် Gemini သုံးတယ်ဟို Google Drive နဲ့မာကိုလိုရေးပေး Gemini နဲ့ Google Drive နဲ့လည်းသူကချိန်ထားလို့ရ Okay Gemini very good too Okay အဲ့ဒါဆိုတကယ်အခု experience အခုဒီမှာရှိနေတဲ့ဟိုလူငယ်တယောက်ပေါ့နော်စင်ကာပူမှာလုပ်လို့နေရကြပြီအကင်းမြန်မာပြည်ကလူငယ်တွေဖြစ်တဲ့တခြားနိုင်ငံကလူငယ်ပြည်စင်ကာပူမှာလာပြီးတော့အလုပ်လာစူးစမ်းမယ်ဆိုရင်ဘယ်ဟာမျိုးအကြံဉာဏ်ပေးတင်တယ်သူတို့ဘာတွေလေ့လာပြီးတော့မှဒီကိုလာတင်တယ်အဲ့ဒါလေးတစ်ချက်တော့ပြောပြလို့ရတာဟုတ်အခုစင်ကာပူကကျွန်တော်စင်ကာပူက competitive က Asia နဲ့မဟုတ်တော့ဘူးဟုတ်တယ်ဟို Europe ပေါ်ဟို America တိုက်ရတော့အကုန်လုံးကဟို Asia ဘက်ကိုပြောင်းလာရတယ်ရှိတယ်ဟိုဘက်မှာ layoff တွေလည်းရှိရဆိုတော့အဲ့တော့ကိုရှင်ပြိုင်ကိုနဲ့ရှင်ပြိုင်ရမယ့်ဟာဟို worldwide ဖြစ်သွားတယ်ဗျစင်ကာပူဆိုရင်မဲ့ဟုတ်တယ် worldwide ဖြစ်အဲ့တော့ဟို competitive ကအရန်ကြီးတယ်နောက်တစ်ခုဟိုပြင်ဆင်တာကြတော့ဟို give up မလုပ်ဖို့ပေါ့နော်ကျွန်တော်ဆိုဟိုအခုအလုပ်ပြောင်းတာတွေရောကျွန်တော်အလုပ်ပြောင်းတာတွေအလုပ်ဆိုဟိုတနေ့နေ့တင်နေရဗျပို့စီရလေဟိုအများကြီးကိုကဟိုဘယ်လောက်ထိရောက်နိုင်လဲပေါ့များများတင်ပြီးတော့မှအဲ့ဒါဟိုရတဲ့ဟာကိုပေါ့နော်ရရင်ဟိုဒီဟာတော့ငါဒီကတိတ်မကြိုက်ဘူးပါလေအဲ့လိုမရွေးနေတော့ရရင်ရတယ်လို့အရင်လောက်ချတယ်ပြီးတော့မှကိုနောက်တစ်ဆင့်ပြောင်းဖို့ပေါ့အဲ့ပေါ့အဓိကတော့လိလာပြီးတော့လုပ်အောင်ပေါ့ AI tools တွေကလည်းကြောက်ဖို့လောက်မှုကောင်းအောင်များလာတယ်နောက်ပိုင်းကျရင်အခုဟို Microsoft ကတော့ပြောသွားတယ်ဗါလေသူတို့ layoff လုပ်တဲ့အပြင်ကိုသူတို့ရဲ့ဒီ workload တွေက30% လောက်ကအကုန်လုံး AI နဲ့ရေးတာဖြစ်သွားတယ်နောက်ပိုင်းအဲ့တော့ entry level coding သမားတို့ entry level ဟာတွေကနောက်ပိုင်းအဲ့ဒါတွေကအရန်ဟိုအနေများနိုင်တယ်အဲ့အလုပ်တွေကဥပမာဆိုရင် AI chatbot တွေများလာတဲ့အတွက်ကြောင့်မလို့ဒီ call center တွေက support ပေးနေ call center အလုပ်တွေပါရတော်တော်များညော့သွားတယ်။အဲ့မှာအဲ့ဒါမျိုးတွေရှေ့အတွက်ကြောင့်မလို့ကိုကအမြင်နဲ့လေ့လာပြီးဒါတွေသင်ကြားဟိုအတွက်ကိုဒါလိုနေ့တိုင်း improvement လုပ်နေရပါပဲလေ။အဲ့တော့ဟိုနောက်ဆုံးကျေးဇူးပါကိုကြီးရဲ့ကျေးဇူးအများကြီးတင်တယ်။ဒီနောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီဟိုပါဘောနော် cash out နေရတဲ့ပြီးတော့ဒီ episode ကိုလာကြည့်ပြရလူတွေအများကြီးကျေးဇူးတင်ပါတယ်။နောက်တစ်ခါလုံးမဲ့ဟို episode ကိုလည်းလာကြည့်ပါလို့ပြောဆိုရင်းနဲ့ဒီ every success start with the one step at the time ဟုတ်ပြီနော်အဲ့ဟာဒီ success ဖြစ်ပြီးတော့မှ channel ဟာတွေကိုဟိုဆလုပ်လို့ရပါတယ် okay one step အဲ့တော့ဒီဟာကိုကြည့်ရှုပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာကိုကြီးရဲ့ thank you so much ပါဗျာ